ကို့အမေရင်းကိုလမ်းဘေးမှာဒူးထောက်တောင်းပန်ခိုင်းပြီးအတိမတ်မပြည့်ရတဲ့သားဒါဟာရက်ဆက်တာလားဒါမှမဟုတ်ထိုက်တန်တဲ့တုတ်ပြန်မှုလားဗီဒီယိုကိုစုံအောင်ကြည့်ကြည့်ပါခင်ဗျားတို့ပါဒေါသထွက်မိပါလိမ့်မယ်တနေ့မှာတော့ရောက်ခမဖြစ်သူကသူ့ရဲ့ချွေးမဟောင်းစီအပြေးလွှာရောက်လာပြီးမိုးရိုးအကူကြီးတောင်းပါတော့တယ်အကြောင်းရင်းကတော့သူ့ရဲ့အငယ်ဆုံးသားချွေးမရဲ့ခဲဦးဟာရန်ဖြစ်ရာကနေကြော်ကြီးငွေရွာနှစ်တန်းပေးရမယ်မပေးရင်ထောင်ချတော့မယ်ဆိုတာပါပဲဒါပေမဲ့ချွေးမကအေးဆက်ဆက်ပါပဲအန်တီမှာတားကြီးရှိတာပဲသူစီသွားလေလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲကန်ကြမာကကြီးစဲတယ်လို့လင်းဟောင်းဖြစ်သူကဇနီးဟောင်းစီပြန်ပေါင်းထုတ်ဖို့ရောက်လာခဲ့ပါတယ်ချွေးမဖြစ်သူကအကွက်ကြကြပဲအန်တီသားကြီးကအခုအရန်ချမ်းသာနေပြီးသူစီမှာပတ်စံတောင်းကြည့်ပါလားလို့လမ်းညွှန်လိုက်တဲ့အမေဖြစ်သူကမျောလင်းချက်အပြည့်နဲ့သားကြီးစီပြေးသွားပြီးခြေထောက်ကိုဖက်တွေ့တောင်းပန်ပေမဲ့သားဖြစ်သူကတော့ခင်ဗျားကိုကျွန်တော်မသိဘူးဆိုပြီးခါခါတီးတီးညင်းဆိုလိုက်ပါတော့တယ်လူတွေရှိမှအဆက်တကွဲဖြစ်နေတဲ့အမေကိုကြည့်ပြီးသူကဒေါသတကြီးအော်ဟစ်ပါတော့တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကခင်ဗျားတို့ညီကိုနှစ်ယောက်ပေါင်းပြီးကျွန်တော်မိမကိုနှိပ်စက်တုန်းကကျွန်တော်လမ်းဘေးရောက်နေချိန်မှာခင်ဗျားကျွန်တော်ကိုအသုံးမကျတဲ့ကောင်လို့နှင်ထုတ်ခဲ့တုန်းကခင်ဗျားမှတားရှိတယ်လို့သတိမရခဲ့ဘူးလားတဲ့တားဖြစ်သူကသူ့ဇနီးဟောင်းကိုကြည့်ပြီးကျွန်တော်သူတို့နဲ့အဆက်အသွယ်အပြီးဖြတ်လိုက်ပြီးကျွန်တော်ကိုအခွင့်အရေးပေးပါလို့တောင်းပန်ပါတယ်ဒါပေမဲ့ဇနီးဟောင်းဖြစ်သူကတော့ပိုလို့တောင်စိတ်ပြတ်သွားပါတယ်သူမပြောလိုက်တာကရှင်ကအခုထိအတ္တကြီးလုံးပဲရှင်အမေကရက်ဆက်ခဲ့တာမှန်ပေမဲ့ကျမနှိပ်စက်ခံနေရတော့ကဘေးကနေကြည့်နေခဲ့တဲ့ရှင်အမကိုတော့ရှင်မမြင်ဘူးအခုရှင်အမေကိုရှင်နဲ့လူရှုတလူမျိုးတနေ့ကျမကိုလည်းရှင်ဒီလိုပဲဆုံးဖြတ်အောင်ပါပဲတဲ့အဲ့ဒီနောက်မှာတော့အမျိုးသားဖြစ်သူဟာစိတ်ထိခိုက်မှုတွေနဲ့လဲကျသွားခဲ့ပါတယ်နောက်ဆုံးမှာတော့အမျိုးသားဟာအသေးကင်ဆာနဲ့ကွယ်လွန်သွားခဲ့ပါတယ်သူကွယ်လွန်ခါနီးမှာအမေဖြစ်သူအတွက်ငွေချိုးနဲ့ဇနီးဟောင်းအတွက်အမွေတွေခြံထားခဲ့ပေမဲ့ဇနီးဖြစ်သူကတော့အဲ့ဒီအမွေအားလုံးကိုအိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ကအကုန်လူတန်းလိုက်ပါတယ်ဒီဇလန်ကနေခမများတို့ဘာတင်ကန်းစားရလိုက်တယ်လဲကိုဇနီးဒီနှိပ်စက်ခံနေရတာကိုလစ်လူရှုတဲ့ယောက်ျားတစ်ယောက်ကိုခွင့်လို့တင်သလားကိုမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးဒီလိုစိတ်ဝင်စားစရာခန်းခန်းတွေထက်ကြည့်ဖို့ဖောင်းလုပ်ထားဖို့မမေ့နဲ့အောင်တော့မိသားစုကြားတဲ့အကြမ်းဖက်မှုတွေကင်းစင်ဖို့ဒီဗီဒီယိုလေးကို share ပေးခြင်းဖြင့်ကူညီပေးပါဦး